လူကျုံတို့ခမရဘဝမှာအောင်မြင်ခြင်းရင်လူတွေကြိုက်တာကိုကြီးပဲလိုက်မလုပ်ပါနဲ့ကိုကြိုက်တာကိုကိုအရင်လုပ်ပါကိုကြိုက်တာကိုကိုလုပ်ပြီးမှအဲ့ဒီအရာကိုလူတွေကြိုက်အောင်လုပ်ပါလူတော်တော်များများစကြိုးစားတာနဲ့လူတွေကြိုက်အောင်ပဲလိုက်လုပ်နေတာနဲ့ကိုယ့်ရဲ့တန်ဖိုးထားမှုနဲ့တဖြည်းဖြည်းဝေးကွာလာတတ်တယ်ကိုကြိုက်တာကိုကိုလုပ်ပါပြီးမှအဲ့ဒီအရာကိုလူတွေကြိုက်အောင်လုပ်ပါလူချင်းတို့လူတိုင်းမကြိုက်နိုင်ဒါကိုတော့သတိပြုဖို့လိုတယ်လူတိုင်းဆိုရယ်လူတိုင်းကြိုက်အောင်လုပ်မယ်ဆိုတဲ့စကားကတော်တော်ဆိုးတယ်နော်လူတိုင်းမကြိုက်နိုင်ကဘာပေါ်မှာလူတိုင်းကြိုက်တဲ့ brand ဆိုတာရှိကိုမရှိဘူးဘလောက်ပဲကဘာကျော်တဲ့ brand ဖြစ်ဖြစ်အဲ့ဒီ brand ကိုမကြိုက်တဲ့သူကရှိကိုရှိတယ်ကဘာပေါ်မှာလူတိုင်းအားပေးတဲ့ဘောလုံးအသင်းဆိုတာရှိကိုမရှိဘူးဘလောက်ပဲတကဘာလုံးကအားပေးပါတယ်ဆိုတော့ဘောလုံးအသင်းရှိအဲ့ဒီအသင်းကိုအားမပေးတဲ့သူကရှိကိုရှိတယ်ဒါကြောင့်အဓိကကိုယ့်ရဲ့အများနဲ့မတူတမူထူးခြားမှုကိုတန်ဖိုးထားတဲ့ right group မှန်ကန်တဲ့အဖွဲ့ကိုမှန်မှန်ကန်ကန်ဒီ group ကိုဆက်သွယ်ဆောင်ရွက်နိုင်ရင်လူချင်းမင်းရဲ့အောင်မြင်မှုကိုရရှိမှာဖြစ်တယ်ကိုယ့်ရဲ့အများနဲ့မတူတမူထူးခြားမှုကိုတန်ဖိုးမထားတဲ့သူတွေကိုတွားပြီးတော့ကျွန်တော်တို့ဆက်သွယ်ဆောင်ရွက်ရင်လူချင်းတို့အောင်မြင်မှာမဟုတ်ဘူးဒါကြောင့်